လူတိုင်းဟာတစ်ခါတလေမှာစေကန်းသွားဖို့မလိုတော့တဲ့ဝေဒနာလေးတွေကိုကြုံတွေ့ရတတ်ပါတယ်အခုလိုအချိန်မျိုးမှာကိုယ့်အိမ်မိဖို့ကြောင့်ထဲမှာတင်အလွယ်တကူရှိနေတဲ့ပစ္စည်းလေးတွေနဲ့တက်တာအောင်လုပ်လို့ရတဲ့ဆေးမီးတို့လေးတွေကတကယ်ကိုအားကိုးရပါတယ်ဒီနေ့မှာတော့ရှေးလူကြီးတွေလက်ဆင့်ကမ်းခဲ့တဲ့ထိရောက်ပြီးဘေးကင်းတဲ့ဆေးမီးတို့၃မျိုးချောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးတစ်ခုကတော့ရာသီဥတုအကူအပြောင်းမှာဖြစ်တဲ့လေပင်နာတာနဲ့ချောင်းဆိုးတာပါဒါအတွက်ပြားရည်နဲ့တံမြာသီးကအကောင်းဆုံးပါပဲပြားရည်ကလေပင်ကိုအဆူတက်ပေးပြီးတံမြာသီးကဗီတာမင်စီကျွယ်ဝလို့ကိုယ်ခံအားစနစ်ကိုတက်စေပါတယ်ရေနွေးနွေးလေးတစ်ခွက်ထဲမှာပြားရည်တစ်စုံနဲ့တံမြာရည်နည်းငယ်ညှစ်ထည့်ပြီးတောက်ပေးလိုက်ရင်လေပင်ရရနာချက်ချင်းတက်တာသွားစေမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့အစားမလို့ပဲဖြစ်ဖြစ်အစားမကြေလို့ပဲဖြစ်ဖြစ်ဘိုက်ထဲမှာလေပွားပြီးအောင့်နေရင်ဂျင်းကိုသတိရလိုက်ပါဂျင်းပြုတ်ရည်ကိုခန့်နွေးနွေးလေးတောက်ပေးတာဒါမှမဟုတ်ဂျင်းလုံးလေးတွေကိုပါလှီးပြီးတော့စားလေးနဲ့တို့စားပေးတာကအစာချေစနစ်ကိုမြန်ဆန်စေပြီးလေပွားတာကိုယူပြစ်တယ်လို့သက်သာစေပါတယ်နောက်ဆုံးတစ်ခုကတော့မတော်တဆထိခိုက်မိတဲ့မီးလောင်တန်ရာတွေအတွက်ပါတကယ်လို့အနာကအရေးကြီးဘူးမထသေးဘူးဆိုရင်ရှားဆောင်လက်ပတ်အနှစ်လေးကိုကပ်ပေးလိုက်ပါသူကအပူကိုဆုပ်ယူပေးနိုင်ရုံနဲ့မကပဲအနာမှာအမာရွတ်မကြအောင်လဲကူညီပေးနိုင်ပါတယ်ဒါပေမဲ့သတိထားရမှာကတော့ဒီဆေးမီးတို့လေးတွေဟာဝေဒနာအနည်းငယ်ရှိတဲ့အဆင့်မှာပဲအသုံးဝင်တာပါတကယ်လို့ဝေဒနာကပြင်းထန်လာရင်ဒါမှမဟုတ်ရက်ရှည်မသက်သာရင်တော့တက်ကြွနားလည်တဲ့ဆရာဝန်နဲ့ပြသပေးဖို့မမေ့ပါနဲ့နော်အခုလိုဘုဒ္ဓတာတွေကိုနေ့စဉ်တင်ဆက်ပေးဖို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း follow လုပ်ထားခဲ့ဖို့မမေ့ပါနဲ့အောင်ဗျာ